ဒီကထင်တာတော့အာလူခင်းတယ်လို့ထင်တာပဲဟုတ်ပါကြရွှေပြုံးလေးခင်းထဲမှာလေရွှေပြုံးလေးတွေအများကြီးပဲဟိုကဒီရုပ်တီးတင်မောပင်အတန်ကြားပါလေလို့အောင်းမေးอ่ะဘာကောင်ကြီးတော့ဘာလုံးလားဟာလေငါဟိုဘက်သွားကြည့်လာမှာဟိုဘက်သွားကြည့်လာအောင်မယ်ခရမ်းချက်သေးတွေပါကွယ်ခရမ်းချက်သေးတွေပါကွယ်ဟဲ့ဘယ်အောင်တော့ဝင်ညာဟဲ့တော်မလားတော်မယ်ခင်းပိုင်ရှင်လာပါပြီသူကအခင်းထဲမှာစောင့်ရှောက်နေတာဟဲ့ဘယ်လိုဖြစ်လို့ဖြစ်လို့လိုပတ်နေရလဲ